မင်္ဂလာပါရှင်ယနေ့ကြည့်ရှုနားဆင်ရမယ့်ဆောင်းပါးလေးကတော့2024ခုနှစ်မေလမှဇွန်လမြစ်တက်တဲ့မဂ္ဂဇင်းမှာပါဝင်ထားပြီးစာရေးသူအန်ဘောက်နော်နတ်ဟန်ရေးသားထားတဲ့ရုပ်ခတို့ရဲ့ကြွေးကြော်သံဆိုတဲ့ဂေဟဆောင်းပါးလေးပဲဖြစ်ပါတယ်အခြေပြုထားတဲ့ကျမ်းကတော့ရှင်မသက်ခရစ်ဝင်ခန်းကြီး24အငယ်9မှ10ဖြစ်ပါတယ်ဘာကြောင့်များခုတ်ချင်တက်ချင်ဖြတ်ချင်ကြရတာလဲဗျာမျိုးစင်ဆက်ရှေတန်တိုးဖွားနေမှုကြောင့်ကျုပ်တို့ဒေသတွေလှပနေတာကိုပြောရင်လွန်တယ်လို့သင်ထင်မလားကိုဒေသနဲ့ကိုနေရာမှာတော့လွတ်လပ်စွာကျုပ်တို့ရှင်သန်ခွင့်မရနိုင်ကြတော့ဘူးလားတက်ကြီးရွယ်ဦးလည်းမကျန်အကောင်းမောင်းတန်တက်လက်ပိုင်းလည်းမထားပွားများလာတဲ့မျိုးဆက်တစ်တွေကိုပါတုတ်တင်ရှင်းလင်းခံနေရမှာတော့အတ္တလွန်ဆွမ်းမတ်တင်းတဲ့ပွဲတွေဖြစ်လာတာဓမ္မတာပါတင်တို့လဲကြတော့ကူပါကဲပါနဲ့နာတက်လိုက်ကြတာတကယ်ပဲတန်ဝေကရစရာပါလားတိလားတင်တိအောင်တခုတော့ပြောလိုက်မယ်မှတ်ထားဗျာကျုပ်တို့မှလည်းအဆွေအမျိုးမိတ္တဟာရဆိုတာရှိကြတယ်ကုညီရိုင်းပေးအားပေးမှုဆိုတာအမြဲရှိတယ်ကျုပ်တို့ကိုမျိုးတုံးအောင်များစီမံချက်ထားရှင်းလင်းတုတ်တင်ခြင်းသည်ဟာသဘောကျတယ်ဗျာတကယ်ပါဖျားဖန်ဆင်းထားတဲ့မျိုးရဲဆိုတာလေးတစ်ခုကိုပဲပြောပြပြရစီလားဒီနေ့ကျုပ်တို့မဟာမိတ်တွေလက်မခံနိုင်ကြတော့တင်တို့တွေနောက်ကျနေပြီဟုတ်ကြားသိမြင်တွေ့ခံစားကြုံနေရပြီမဟုတ်လားမိုးဆိုတာပြတ်တယ်မရှိမြစ်တွေချောင်းတွေစိုးရင်ရေမဲ့ကျော်လမ်းတွေတရားတွေပြက်တောင်ကားပန်းရံတွေမြေတွေပြိုတေကြကျိုးကြကွဲကြဝမ်းနဲ့ပူဆွေးကြဒါကျုပ်တို့မဟာမိတ်ဝတ္တန်ရဲ့စစ်စေးရေးပါမပြီးသေးဘူးဗျာနောက်တော့ကြီးဂိမန်ကလည်းပြင်ဆင်ပြီးဆိုပဲဟာကျုပ်တို့မျိုးနယ်စုကိုကြိုက်တယ်လို့ထင်တယ်လို့စိတ်ရှိထင်တိုင်းကျဲတဲ့တင်တို့တွေပြေဆွေဖို့အချိန်ရကြပါစေဗျာရကြပါစေလာမယ်ဗျာနေလေရေမိုးမုံတိုင်းနဲ့ငလင်နောင်တော်တွေချီတက်လာရင်တင်အတုခုခံဖို့မကြိုးစားနဲ့ရဘူးဗျမရဘူးတင်အောင်နောက်အသိဉာဏ်လောက်နေတော့ဖျားရှင်စစ်လွတ်တဲ့တဘဝဓမ္မန်တော်တွေကိုဘလို့မှတင်ခုခွဲကာကွယ်လို့မရဘူးအဲ့ဒါမြဲမြဲမှတ်ထားတနာတယ်အတ္တကဘာတွေကလူသားတင်ရဲ့ကဘာကြီးတာယာလှပတင့်တယ်ဖို့မုတ်တုံလေးမယ်ရာသီမဖောက်ပြန်ဖို့လူသားတွေကိုစိတ်ကျမ်းမှာလေကောင်းရည်ကြည်ရဖို့ကျုပ်တို့ကိုထာရအရှင်ဘုရားသခင်ကသူ့နေရာနဲ့သူနေရာချကောင်းကြီးပေးထားတာကိုတင်တို့မို့မနေမသက်ရဆက်ကျုပ်တို့ကိုမြို့တုံးဝါဒကျင့်သုံးပြီးအဲ့ဒီအကျိုးတက်ရောက်မှုကတင်တို့မြို့တုံးပြတ်သုံးမဲ့ရဲ့တစထက်တစနီးလာပြီဆိုတာကိုတတိပေးလိုက်ချင်တာကကျုပ်တော်သားရုပ်ခရဲ့ပါလို့စီကြည်နိုင်ကြပါစေလေကြောင်းဆောင်းပါးလေးကတော့ဒီလောက်ပါပဲကြည့်ရှုနားဆင်သူရောက်စီတိုင်းပေါ်ဖျားတင်ကောင်းကြီးပေးပါစေ